လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့အေရဝတီတိုင်းဒေသကြီးအင်ကူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာထေးဝင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့လေယာကိုင်းကျွန်းဥယျာဉ်ချမ်းမြေမှထွက်ရှိသောထွက်ကုန်သီးနှံဈေးနှုန်းထိန်းကြီးကော်မရှင်တရက်ဖွဲ့စည်းဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုတင်သွင်းတော်မှာဖြစ်ပါတယ်ဒီဆိုတင်သွင်းအကြောင်းရင်းအားလည်းပဲဒေသခံပြည်သူများရဲ့လယ်သမားများရဲ့ဘဝသူတို့ရဲ့အခက်အခဲကျေးလက်နေလူငယ်များရဲ့စောင့်နေရေးအခက်အခဲများကိုတင်ပြထားတဲ့အတွက်ကျွန်တော်အနေနဲ့ဆက်လက်တင်ပြခြင်းဖြစ်ပါတယ်လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံရှိလူဦးရေရဲ့80%ဟာကျေးလက်နေပြည်သူများဖြစ်ပြီးဆိုပါလူဦးရေ၏အများစုသည်လေယာကိုင်းကျွန်းဥယျာဉ်ချမ်းမြေလုပ်ကိုင်ဆောင်ရွက်ကြသောတောင်သူလယ်သမားများနဲ့၎င်းတောင်သူများ၏စိုက်ပျိုးရေးလုပ်ငန်းများကိုမိကိုလုပ်ကိုင်နေကြသောလေယာလုပ်သားမိသားစုများဖြစ်ကြပါတယ်လေယာလုပ်ငန်းခွင်များတွင်မွေးရာသီစပါးစိုက်ပျိုးခြင်းနှင့်ဆောင်းရာသီသီးနှံဖြစ်သောနွေစပါးပဲမျိုးစုံနှင့်ပြောင်းဝါနေကြစိုက်ပျိုးခြင်းဖြင့်တစ်နှစ်ပတ်လုံးလုပ်ကိုင်ကြရာထွက်ရှိသည့်သီးနှံထွန်းနှုံးကောင်းမွန်ရန်နှင့်သီးနှံဈေးနှုန်းပေါ်တွင်မိတီရပ်တည်နေကြပါတယ်လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအခုအခါသီးနှံထွက်နှုံးကောင်းမွန်ရန်အတွက်သွင်းအားစုများဖြစ်ကြတဲ့လေယာလုပ်သားများ၏လောက်ခကုန်ကြမှုများထုံရက်ခကုန်ကြစရိတ်ဓာတ်မြေဩဇာနှင့်သီးနှံပင်အားစေးများပေါင်းသက်စေးပိုးသက်စေးမှုတ်သက်စေးကုန်ကြမှုများမျိုးကောင်းမျိုးသန့်ဝယ်ရွေးကုန်ကြမှုများဆက်မောင်းစီနှင့်တဲယူစေးကုန်ကြမှုစတဲ့သွင်းအားစုများနဲ့ရင်းသွင်းအားစုဈေးနှုန်းတစ်နှစ်တစ်နှစ်မြင့်တက်နေမှုများကိုနှစ်စဉ်ကြုံတွေ့နေကြပါတယ်ရင်းကုန်ကြမှုမှာသီးနှံတေကကိုတရားစီအတွက်ကျပ်10သိန်းမှ30အထိဖြန်းမြကုန်ကြပါတယ်ရင်းကုန်ကြမှုမှာလည်းပဲတစ်နှစ်နဲ့တစ်နှစ်မြင့်တက်လာလျက်ရှိပါတယ်ဒါအပြင်တောင်သူများမှာအခြားကုန်ကြစရိတ်များလည်းရှိပါသေးတယ်လေယာလုပ်ငန်းခွင်တစ်လျှောက်မြေပြင်ချိန်ထွန်ရက်ချိန်စိုက်ပျိုးချိန်နဲ့ရေသိမ်းထွေလိပ်ချိန်တစ်လျှောက်လုံးတွေအထက်ပါသွင်းအားစုများအတွက်ဝင်ရင်ငွေနည်းရှိရန်လည်းလိုအပ်ပါတယ်လေယာစိုက်ပျိုးရေးဘဏ်မှလည်းတေကကျပ်3သိန်းခွဲချင်းငွေအခုနှစ်မှာတော့ကျပ်3သိန်းချင်းငွေနဲ့မလုံလောက်ရာလိုအပ်တဲ့ငွေကိုပြင်ပငွေချေးသူများထံမှတိုးနှုန်းကြီးစွာနဲ့ချေးယူနေကြပါတယ်တစ်ဖက်မှာလည်းရာသီဥတုမှန်ရန်လည်းလိုပါတယ်ရာသီဥတုဖောက်ပြန်လင်း၎င်းပိုးမွှားအန္တရာယ်ကြုံပြန်လင်း၎င်းထွက်နှုန်းကြစီမဲ့ဖြစ်ပါတယ်သွင်းအားစုကောင်းရာသီကောင်း၍ဖြစ်ဖို့မကြရောက်ပါမှတေကစဘာထွက်နှုန်းတင်း80မှတင်း100ထွက်ရှိပြီးမပဲပဲဒီစိန်ထွက်နှုန်းမှာဖြမ်းမြတေကတင်း20မှ25တင်းပြောင်းတေကတင်း100ထွက်ရှိနိုင်ပါတယ်တောင်သူများဘက်ကလည်းပဲထွက်နှုန်းတိုးရေးကိုအစဉ်မြဲစ조사လျက်ရှိပါတယ်ဒါပြင်တောင်သူများအတွက်အဓိကအကြဆုံးမှာသီးနှံထွက်ရှိချိန်မှာဈေးနှုန်းမျှတကောင်းမွန်ရန်အထူးလိုအပ်ပါတယ်အခုကာလအပြင်ပေါက်ဈေးနှုန်းမှာရွှေတကြသားကျပ်သိန်း100ဖြစ်ပြီး၎င်းတန်မိုးမရနိုင်တော့မှရွှေငါမူသားတန်မိုးကျပ်သိန်း50နဲ့တေကဝင်ငွေညီမျှရန်ဈေးနှုန်းနှံလိုအပ်ပါတယ်ဒီအတွက်စပါးတင်းလျင်ကျပ်9000ပဲတင်းလျင်ကျပ်2သိန်းပြောင်းတင်းလျင်ကျပ်9000စသဖြင့်ဈေးနှုန်းရရှိမှသာဈေးနှုန်းနှံညီမျှပေလိမ့်မယ်ဤဈေးနှုန်းနှံညီမျှမှုသည်ရှေးခင်နှစ်များ250ခန့်ကာလကသီးနှံဈေးရွှေဈေးနှင့်နှိုင်းချိန်သောဈေးနှုန်းနှံဖြစ်ပေတယ်စပါး100ဈေးနှုန်းစပါးတင်း100ဈေးနှုန်းရွှေတကြသားဈေးနှုန်းနွားတရှင်းတန်ဖိုးညီမျှခဲ့ပါတယ်အခုခါကာလမှာရွှေငါမှုသားကျပ်သိန်း50နဲ့တော့တေကထွန်းနှုန်းတန်ဖိုးတန်းမျှဖို့လိုပါတယ်ဤဈေးနှုန်းနှံရရှိမှသာတောင်သူများရဲ့ဘဝစားဝတ်နေရေးချောင်လည်ပေးလိမ့်မယ်သွင်းအားစုကုန်ကြစည်နဲ့လည်းထိမိမှာဖြစ်ပါတယ်
လေးစားပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအခုနှစ်များမှာသီးနှံဈေးနှုန်းဟာအခု2025-2026မှာစပါးတင်းတရားဈေးနှုန်းကျပ်10သိန်းပဲမျိုးစုံဖြန်းမြတရင်လင်းငွေကျပ်3သိန်းဝန်းကျင်ဖြစ်၍တောင်သူများအနေနဲ့ယခု3-4နှစ်ကာလအတွင်းအရှုံးကြီးရှုံးနေရပါတယ်အခုလက်ရှိသီးနှံဈေးနှုန်းအတိုင်းဆိုလျင်တောင်သူများကျွေးပတ်လေဝိုင်းကအပိုင်လေများယာခင်းများငွေရှင်ကြေးရှင်လက်ထဲရောက်တော့မှာဖြစ်ပြီးနောက်ဆုံးလက်လွတ်ဆုံးရှုံးကြရတော့မှာဖြစ်ပါတယ်အထင်ရှားအဖြစ်တောင်သူတွေလက်ထက်မှာနွားတွေပြုတ်ကုန်ပြီဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာလယ်သမားချမ်းသာမှတိုင်းပြည်ချမ်းသာမှာဖြစ်ပါတယ်တောင်သူကိုမိကိုနေသောလယ်ယာလုပ်သားမိသားစုလူငယ်များလည်းလောက်ခနှုံနာနဲ၍နာနဲ့တနက်ကို9000ကျပ်ညနေ9000ကျပ်ဖြစ်၍မိသားစုစားဝတ်နေရေးမလောက်ငှမှုကြောင့်ပြည်ပနိုင်ငံများထွက်ရရအလုပ်လုပ်နေကြရပြီ။ယောက်ျားလေးရောမိန်းကလေးများပါလူငယ်တန်းနဲ့ချီ၍သွားရောက်အလုပ်ကင်နေကြပါတယ်။တို့ဖြစ်၍စပါးသီးနှံပဲသီးနှံထွက်ရှိချိန်တွင်မျှတသောတမ်းမြသောဈေးနှုန်းရရှိရန်နိုင်ငံတော်အစိုးရနှင့်စီးပွားကူးသန်းဝန်ကြီးဌာနမှဖွဲ့စည်းပေးထားတဲ့သီးနှံဈေးနှုန်းထိန်းညှိရေးကော်မရှင်တရက်ဖွဲ့စည်းပြီးအထက်ပါအတိုင်းဈေးနှုန်းထိန်းညှိပေးနိုင်မှသာလျှင်မျှတသောဈေးနှုန်းရရှိမည်ဖြစ်ကာတောင်သူများမိကိုမိသားစုများစားဝတ်နေချောင်းလဲလူဒန်းစီနေနိုင်မယ်ဖြစ်ပါတယ်တစ်ဖက်တွင်လည်းတောင်သူများရဲ့သီးနှံဈေးနှုန်းပေါ်မူတည်၍လယ်ယာလုပ်သားများ၏လောက်ခနှုံနာတိုးမြင့်ပေးနိုင်မယ်ဖြစ်တဲ့အတွက်သီးနှံဈေးနှုန်းနှိမ့်လျင်လောအားကတိုးမြင့်မပေးနိုင်သည့်အတွက်အထက်ပါဈေးနှုန်းအတိုင်းထိန်းညှိပေးနိုင်လျင်ပြည်ပထွက်ခွာလှုပ်လှုပ်နေကြသောလယ်ယာလုပ်သားလူငယ်များကိစ္စလည်းဖြည့်ရှင်းရရောက်မှာဖြစ်ပါတယ်။ရင်းလူငယ်များအမိနိုင်ငံရဲ့ရင်ဝင်မှာအိုးမကွာအိမ်မကွာပြန်လည်ကြပြီးအလုပ်လုပ်ကြမှာဖြစ်ပါတယ်။ရေးလက်ဒေသတွင်လုပ်သားရှားမမှုပြဿနာလည်းဖြည့်ရှင်းရရောက်မှာဖြစ်ပါတယ်။သို့ဖြစ်ပါ၍တောင်သူများ၏ထွက်ကုန်သီးနှံဈေးနှုန်းထိန်းညှိရေးကော်မရှင်တရက်ဒီကော်မရှင်အနေနဲ့လည်းပဲကျွန်တော်အနေနဲ့တင်ပြလိုတာကတော့တိကျလွတ်လပ်တဲ့တိကျတောင်းပေးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်နေနိုင်ငံတော်အစိုးရစီးပွားကူးသန်းဝန်ကြီးဌာနမှအမြန်ဆုံးဖွဲ့စည်းဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုလွှတ်တော်ဥက္ကဋ္ဌကြီးမှတစဉ်လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်